အားလုံးပဲမင်္ဂလာပါကမ်ပျူတာကကြီးပေးကနေကြိုဆိုလိုက်ပါကိုကျွန်တော်မျှဝေပေးခြင်းနဲ့ဒီပညာလေးကတော့ကျွန်တော်တို့ Telegram အကောင့်တစ်ကောင့်လေးကို2ယောက်3လေးကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတွေအသုံးဝင်မယ်ဆိုရင်ကျွန်တော်ရဲ့ပို့လေးကို like and share လေးလုပ်ပေးသွားကြပါဦးခင်ဗျာကျွန်တော်ရဲ့ TikTok Facebook page ဖြစ်တဲ့ကမ်ပျူတာကကြီးကိုလည်း like and follow လုပ်ပေးကြဖို့အားလုံးမိသားခံပါရင်များသိချင်တဲ့အကြောင်းလေးတွေရှင်းလဲ comment မှာဖြစ်ဖြစ် message မှာဖြစ်မြင်မြင်လို့ရပါတယ်ဒါဆိုရင်ကျွန်တော်ဒီ Telegram အကောင့်တစ်ကောင့်လေးကို2ယောက်3လေးကိုကျွန်တော်မျှဝေပေးဖို့အတွက်ကျွန်တော် Telegram လေးနှစ်ခုကိုကျွန်တော် install လုပ်ထားရပါတော့ပထမဆုံးကျွန်တော်မျှပြထားတဲ့အကောင့်လေးကတော့မိတ်ဆွေရဲ့ဖုန်းလို့သတ်မှတ်ပေးပါကျွန်တော်ဒုတိယမျှပြထားတဲ့ Telegram အကောင့်လေးကတော့မိတ်ဆွေရှိသူရဲ့ဖုန်းလို့သတ်မှတ်ပေးပါမိတ်ဆွေရှိသူရဲ့ဖုန်းထဲမှာမိတ်ဆွေရဲ့ဒီ Telegram အကောင့်ကိုကျွန်တော်တို့ဝင်ရောက်ဖို့အတွက်ကျွန်တော်မိတ်ဆွေရှိသူဖုန်းလေးကကျွန်တော် Telegram နဲ့ကိုတစ်ချက်ဝင်ပါမယ်ပြီးတော့ရင်ကျွန်တော်မျှပြထားတဲ့ step messaging ကိုတစ်ချက်နှိပ်ပါမယ်ပြီးတော့ရင် continue ကိုတစ်ချက်နှိပ်ပါမယ်ပြီးရင် allow ကိုတစ်ချက်နှိပ်ပါမယ်ပြီးတော့ပြီဆိုရင်မိတ်ဆွေရဲ့ဒီဖုန်းနံပါတ်ကိုတစ်ချက်ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်မိတ်ဆွေရှိသူရဲ့ဒီဖုန်းထဲမှာပေါ့နော်โอเคဒါဆိုရင်မိတ်ဆွေ Telegram ဖွင့်ထားတဲ့ဖုန်းနံပါတ်လေးကိုတစ်ချက်ရိုက်ထည့်မယ်ပေါ့နော်โอเคကျွန်တော်မိတ်ဆွေရဲ့ဖုန်းထဲမှာတစ်ချက်ရင်ဆုံးသွားကြည့်လိုက်မယ်ပေါ့နော်โอเคကျွန်တော်09ဆိုလို့ရှိရင်0ကိုတစ်ချက်ဖြုတ်ပေးပါပြီးတော့ဆိုရင်ဒီမှာကျွန်တော်မိတ်ဆွေချစ်သူရဲ့ဖုန်းထဲမှာပေါ့နော်မိတ်ဆွေရဲ့ဒီ Telegram လေးကိုကျွန်တော်ထည့်ပေးသွားပြီဆိုရင်ဒီမှာကျွန်တော်မျှပြတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါမယ်ပြီးတော့ရင်ကိုကဖုန်းနံပါတ်လေးမှားနေရပါညာဆိုရင်တော့ edit မှာတော့ပြင်လို့ရပါတယ်ကိုကမှန်နေရဆိုတော့ကျွန်တော် yes ကိုတစ်ချက်နှိပ်ပါမယ်ပြီးရင် continue ကိုတစ်ချက်နှိပ်ပါမယ်ပြီးရင် allow ကိုတစ်ချက်နှိပ်ပါမယ်ခဏလေးစောင့်ပေးပါโอเคဒါဆိုရင်မိတ်ဆွေရဲ့ဒီဖုန်းထဲမှာကျွန်တော်တို့ဒီကုတ်လေးပေးထားပြီးသားဖြစ်ပါလိမ့်မယ်ဒီမှာ Telegram ဆိုပြီးတော့ကျွန်တော်လေးကုတ်လေးပေးထားပါလိမ့်မယ်အဲဆိုရင်ဒီကုတ်လေးကိုမိတ်ဆွေကဒီမိတ်ဆွေရဲ့ရှစ်သူရဲ့ဒီ Viber မှာဖြစ်ဖြစ်ကျွန်တော်တို့ဒီ Messenger မှာဖြစ်ဖြစ်ပေါ့နော်တွားရောက်ပေးလို့ရပါတယ်โอเคကျွန်တော်တို့မိတ်ဆွေရဲ့ရှစ်သူရဲ့ Viber မှာဒီ Messenger မှာအဲ့ကုတ်လေးရပြီဆိုရင်ကျွန်တော်အဲ့ကုတ်လေးကိုမိတ်ဆွေချစ်သူရဲ့ဖုန်းထဲမှာရိုက်ထည့်ပေးပါโอเคထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီမိတ်ဆွေရဲ့ဒီအကောင့်လေးကိုမိတ်ဆွေချစ်သူရဲ့ဖုန်းထဲမှာဝင်ရောက်တာအောင်မြင်ပြီပဲဖြစ်ပါတယ်ဒါဆိုတော့မိတ်ဆွေဒီ Telegram အကောင့်တစ်ကောင့်တွေကို2ယောက်3နည်းလေးအဆင်ပြေမယ်လို့ထင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ